저는 고인이 미성년자이던 시절 교제를 하지 않았습니다. အသက်မပြည့်သေးတဲ့ခင်ဆဲရွန်နဲ့တွဲခဲ့ပြီးလိမ်မိုင်းဆိုင်ရာနှောက်ယှက်ခဲ့တယ်လို့ဆွဆွဲခံထားရတဲ့ဂေဆွန်ဟွန်းရဲ့အမှုမှာဂေဆွန်ဟွန်းဟာအပြစ်မရှိကြောင်းပေါ်ပေါက်လာခဲ့ပါပြီ။လွန်ခဲ့တဲ့တစ်နှစ်ကခင်ဆဲရွန်ရဲ့ရုတ်တရက်ဆန်တဲ့အဆုံးစီရင်မှုဟာ K-drama fan တွေကိုအကြီးအကျယ်ရိုက်ခတ်သွားခဲ့ပါတယ်။ဒီလိုဖြစ်ရတာဟာခင်ဆွန်ဟွန်းကြောင့်ဖြစ်တာပါဆိုပြီး YouTuber တယောက်ကအစပြုပြီးသတင်းတွေလွှင့်ခဲ့ပါတယ်။အဲ့အပြင်အသက်မပြည့်သေးတဲ့ခင်ဆဲရွန်ကိုစော်ကားခဲ့တဲ့တပ်တွေလည်းအများအများရှိကြောင်းအခိုင်အမာပြောလာခဲ့ပြီးခင်ဆဲရွန်ရဲ့မိသားစုနဲ့အတူအဆိုပါ YouTuber ကတရားစွဲမှုတွေစတင်ခဲ့တာပါ။အဲ့ဒီအချိန်မှာခင်ဆွန်ဟွန်းဘက်ကသူမလုပ်ခဲ့ကြောင်းငိုယိုကရှင်းပြခဲ့ပေမဲ့လည်းယုံကြည်ပေးခဲ့တဲ့သူမရှိပါဘူး။ထိုအမှုကြောင့်ဂင်ဆွန်ဟွန်းဟာပြည်သူလို့ဆွဆွဲခံရပြီးသူနဲ့စာချုပ်ချုပ်ထားတဲ့ကြော်ညာ brand တွေကလည်းသူ့ကိုရေးကိုတာတိတ်ခါမဆောင်ထင်းမှုနဲ့စာချုပ်ဖောက်ဖျက်တယ်ဆိုပြီးတရားပြန်ဆွဲကြပြန်ပါတယ်။စာချုပ်ဖောက်ဖျက်ခြင်းရောကြီးတွေအမြောက်အများပေးရဖို့ရှိနေတာကြောင့်ဂင်ဆွန်ဟွန်းဟာအသက်မပြည့်တဲ့သူကိုစော်ကားရဲဆိုတဲ့အမှုကနေလွတ်အောင်ကြိုးစားခဲ့ရပါတယ်။အခုဆိုရင်သူဟာအပြစ်မရှိကြောင်းထင်ရှားလာခဲ့ပြီးသူ့ကိုဆွဆွဲထားတဲ့အမှုတွေဟာတက်တေတခုမှမရှိဘဲနဲ့အလိမ်ညာများသာဖြစ်ကြောင်းပေါ်ပေါက်လာခဲ့ပါပြီ။အချိန်တွေအများကြီးကြာသွားပြီးဒီကြားထဲရုန်းကန်မှုတွေအများကြီးလုပ်ခဲ့ရပြီမဲ့အမှန်တရားပေါ်ပေါက်လာလို့ဝမ်းသာရပါတယ်။ A-list မင်းသားတယောက်ဖြစ်တာကြောင့်ဆုံးရှုံးမှုတွေလည်းအများကြီးရှိခဲ့ပါတယ်။အခုဆိုသူ့ကိုဆွဆွဲခဲ့တဲ့ YouTuber ကိုပြန်တရားစွဲဖို့အမှုပြန်တင်ထားနိုင်ခဲ့ပါပြီ။ဆိုတော့ကိုရီအချစ်တော်ခင်ဆိုဟွန်းပြန်ပြီးတော့ရောဖန်သားမြေပေါ်တက်လာနိုင်အောင်လားဒါမှမဟုတ် celebrity အလုပ်ကိုသူများယွန်ရှာပြီးတော့ကြောက်ရွံ့သွားပြီလားဘဝအစ်စ်ကိုပဲစတင်တော့မှလားဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ခင်ဆိုးဘက်ကဘလို့ရွေးချယ်မှုမျိုးပဲလုပ်လို့မတရားခံခဲ့ရတယ်၊နစ်နာခဲ့ရတဲ့သူအတွက် support နိုင်တဲ့ဘက်က support သွားဖို့တော့အမြဲအသင့်ရှိနေမှာပါ။